တညလာမင်းကအလင်းဖြော့ဖြော့ပဲထုံနေတယ်မင်းဖုံးကန်အိမ်ရှိမှတိတ်တိတ်ထိုင်နေတယ်တန်းနိုင်ရောက်လာပြီဖုံးကန်မင်းတကယ်ပဲတရေရွာကိုသွားမလို့လားမင်းဖုံးကန်ကငါမသွားလို့မရဘူးတန်းနိုင်ကဘာလို့လဲမင်းဖုံးကန်ကအဲ့ဒီဝိညာဉ်တွေငါအကူကြီးလိုအပ်နေတယ်ဖုံးကြီးလဲရွာထဲကိုကြွလာပြီးရက်နေတယ်ဖုံးကြီးကမိတ်လိုက်တယ်သွားမယ်ဆိုရင်တတိထားပါဖုံးကြီးသူ့ကိုပတိတကုံပေးလိုက်တယ်ဒီပတိကိုမချွတ်နဲ့မင်းဖုံးကန်ကဘာဖြစ်လို့လဲဖယားဖုံးကြီးကဒီတောထဲမှာဝိညာဉ်ကောင်းတွေများသလိုမကောင်းတဲ့အရာတွေလည်းရှိတယ်လို့ပြောပြီးကြောင်းပြန်ကြွသွားတဲ့ည12နာရီလောက်မှာမင်းဖုံးကန်တယောက်တောထဲကိုတယောက်ထဲဝင်သွားတယ်တောနက်ထဲဝင်လာလေကပိုအေးလာတယ်ရုတ်တရက်ရှေ့မှာရွာဟောင်းတရွာပေါ်လာတယ်အိမ်တွေအကုန်ပြက်နေတယ်မင်းဖုံးကန်ကအတန်တိုးတိုးလေးဒါပဲတရေရွာလားအဲ့ဒီအချိန်အိမ်ပြက်တစ်ခုတည်းကအတန်တစ်ခုကြားလာတယ်ကူညီပါမင်းဖုံးကန်တဖြည်းဖြည်းဝင်ကြည့်တယ်အဲ့ဒီမှာဝိညာဉ်ရဲ့အဖိုးအိုတယောက်ထိုင်နေတယ်မင်းဖုံးကန်ကမင်းဘာဖြစ်တာလဲဝိညာဉ်အဖိုးအိုငါတို့ဒီရွာကလူတွေမင်းဖုံးကန်ကဘာဖြစ်ခဲ့တာလဲအဖိုးအိုကဆုံးတယောက်ရဲ့ကျိန်စာကြောင့်ငါတို့ဝိညာဉ်တွေဒီမှာပိတ်မိနေတယ်မင်းဖုံးကန်မေးလိုက်တယ်အဲ့ဒီဆုံးဘက်မှာလဲအဲ့ဒီအချိန်ရွာလေကတစ်ပင်ကြီးနောက်ကရေတံကြားလိုက်တယ်ဟာအနက်ရောင်ဝတ်ထားတဲ့ဆုံးမတယောက်ထွက်လာတယ်ဆုံးမကဒီနေရာကိုဘသူခေါ်လာတာလဲမင်းဖုံးကန်ကလည်းငါ့ကိုဝိညာဉ်တွေခေါ်လာတာဆုံးမကမင်းဖုံးကန်ကိုကြည့်ပြီးအံ့ဩသွားတယ်ဆုံးမကမင်းကအဲ့ဒီလူလားမင်းဖုံးကန်လည်းပြန်မေးလိုက်တယ်ဘသူလဲဆုံးမကဝိညာဉ်တွေကိုမြင်နိုင်တဲ့လူအဲ့ဒီအချိန်မှာတောထဲကလူတယောက်ထပ်ပေါ်လာတယ်အထက်လန်းဆရာတယောက်အထက်လန်းဆရာဒီကောင်လေးကိုမထိနဲ့ဆုံးမရေလိုက်တယ်မင်းလည်းရောက်လာပြီလားအထက်လန်းဆရာကဒီဝိညာဉ်တွေကိုလွတ်ပေးဆုံးမကလည်းမလွတ်ပေးဘူးရုတ်တရက်မြေပြင်လှုပ်လာတယ်ဝိညာဉ်တွေအများကြီးရွာတရွာလုံးမှာပေါ်လာတယ်မင်းဖုံးကန်ပတိကိုတင်းတင်းကင်ပြီးပြောလိုက်တယ်မင်းဖုံးကန်ကအတန်ကျဲကြီးပြောလိုက်တယ်မင်းတို့မကြောက်နဲ့ငါကူညီမယ်ဖုံးကြီးပေးခဲ့တဲ့ပတိကိုမြေပြင်ပေါ်မှာထားလိုက်တယ်အထက်လန်းဆရာမန်တန်ရွတ်လိုက်တယ်လေပြင်းဝုန်းဆိုပြီးတိုက်လာတယ်ဆုံးမကအော်လိုက်တယ်မင်းတို့မနိုင်စေရဘူးဒါပေမဲ့ဝိညာဉ်တွေတဖြည်းဖြည်းအလင်းဖြစ်ပြီးလွတ်မြောက်လာတယ်ဆုံးမကဒေါသတွေနဲ့ပျောက်ကွယ်သွားတယ်အထက်လန်းဆရာကမင်းဖုံးကန်ကိုကြည့်ပြီးပြောလိုက်တယ်မင်းကတာမန်လူမဟုတ်ဘူးပဲမင်းဖုံးကန်ကဘာလို့လဲအထက်လန်းဆရာကမင်းမဝိညာဉ်တွေကိုကူညီနိုင်တဲ့ဖုံးကန်ရှိတယ်မနဲ့လင်းလာချိန်မှာမင်းဖုံးကန်တောထဲကနေရွာကိုပြန်လျှောက်လာတယ်တန်းနိုင်ကပြေးလာပြီးမေးလိုက်တယ်ဖုံးကန်မင်းပဲရောက်ခဲ့တာလဲမင်းဖုံးကန်ကတိုးတိုးလေးပြောလိုက်တယ်တရေရွာထဲသွားနေတာဒါပေမဲ့ तू မသိသေးတာတခုကအဲ့ဒီဆုံးမကပြန်လာမယ်ဆိုတာပဲဆုံးမပြန်လာတဲ့ညတရေရွာကဝိညာဉ်တွေကိုလွတ်မြောက်အောင်ကူညီပြီးနောက်မင်းဖုံးကန်ရွာကိုပြန်ရောက်လာတယ်ရွာမှာတော့အရာအလုံးပုံမှန်လိုထင်ရတယ်ဒါပေမဲ့မကောင်းတဲ့အရာတစ်ခုပြန်လာနေတယ်တညရွာအပြင်ဘက်တောထဲမှာမီးလောင်နေတဲ့စက်ဝိုင်းတစ်ခုရှိတယ်အဲ့ဒီထဲမှာလူ3ယောက်ထိုင်နေကြတယ်အောက်လန်းဆရာနှက်ခမ်းမွေးရှည်ရှည်နဲ့လူကဒီရွာထဲမှာအစွမ်းရှိတဲ့လူရှိတယ်အသားမဲမဲနဲ့အောက်လန်းဆရာကအဲ့ဒီကောင်လေးလားအောက်လန်းဆရာနှက်ခမ်းမွေးနဲ့လူကဟုတ်တယ်မင်းဖုံးကန်ဆိုတဲ့ကောင်ပဲအဲ့ဒီအချိန်မှာအနက်ရောင်အရေးတစ်ခုပေါ်လာတယ်ဆုံးမကအတန်အေးနဲ့မင်းတို့ငါ့ကိုခေါ်တာလား
မျက်နှာမှာဓာရကြီးနဲ့အောက်လန်းဆရာကငါတို့မင်းကိုကူညီမယ်စုံမကဘာအတွက်လဲနှကမ်းမွေးတဲ့လူကမင်းဖုံးကန်ကိုဖမ်းဖို့စုံမမျက်လုံးတွေမီးလို့လင်းလာတယ်စုံမကအဲ့ဒီကောင်လေးငါအစီအစဉ်ကိုဖျက်ခဲ့တယ်အသားမဲမဲလူကဒီညပဲသူ့ကိုခေါ်လာမယ်အဲ့ဒီအချိန်မှာရွာထဲမှာမင်းဖုံးကန်အိမ်မက်ဆိုးမြင်နေတယ်အိမ်မက်ထဲမှာအရိပ်တွေအများကြီးသူ့ကိုလိုက်နေတယ်အဲ့အရိပ်တွေကမင်းဖုံးကန်သူ့လန့်ပြီးနိုးလာတယ်အိမ်ပြင်မှာလေပြင်းတိုက်နေတယ်ရုတ်တရက်အိမ်တကားဝုန်းဆိုပြီးပွင့်သွားတယ်မင်းဖုံးကန်ကဘသူလဲအဲ့ဒီအချိန်မှာအနက်ရောင်အရိပ်တွေအိမ်ထဲဝင်လာတယ်အရိပ်များကမင်းဖုံးကန်လာခဲ့မင်းဖုံးကန်ပတီးကိုကင်လိုက်တယ်မင်းဖုံးကန်ကမင်းတို့ဘသူတွေလဲအရိပ်တွေတဖြည်းဖြည်းလူပုံစံဖြစ်လာတယ်အောက်လန်းဆရာတွေငါတို့နဲ့လိုက်ခဲ့မင်းဖုံးကန်ကဘာလို့လဲလိုက်ရမလဲအောက်လန်းဆရာတွေကစုံမကမင်းကိုခေါ်နေတယ်အဲ့ဒီအချိန်မှာအိမ်ရှိကနေအတန်တစ်ခုကြားလာတယ်သူ့ကိုမထိနဲ့တကားရှိမှာအထက်လန်းဆရာရက်နေတယ်အထက်လန်းဆရာဒီကောင်လေးကိုမင်းတို့မခေါ်နိုင်ပါဘူးအောက်လန်းဆရာတွေရေလိုက်တယ်နှကမ်းမွေးတဲ့လူကတယောက်တည်းနဲ့ငါတို့ကိုတိုက်မလို့လားအဲ့ဒီအချိန်မှာတောဘက်ကနေဝိညာဉ်အလင်းတွေအများကြီးလာနေတယ်မင်းဖုံးကန်ကူညီခဲ့တဲ့ဝိညာဉ်တွေပြန်လာတာဝိညာဉ်များကမင်းဖုံးကန်ကိုမထိနဲ့အောက်လန်းဆရာတွေနည်းနည်းနောက်ဆုတ်သွားတယ်ဒါပေမဲ့အနက်ရောင်အရေးကြီးတစ်ခုတောထဲကနေတဖြည်းဖြည်းလာနေတယ်စုံမကရေပြီးနောက်ဆုံးတော့တွေ့ပြီမင်းဖုံးကန်မျက်နှာတင်းသွားတယ်မင်းဖုံးကန်ကမင်းကဘာလို့ချင်တာလဲစုံမတိုးတိုးလေးပြောလိုက်တယ်မင်းရဲ့ဖုံးကန်ပဲညကတိတ်ဆိတ်နေတယ်ရွာအပြင်ကတောထဲမှာမင်းဖုံးကန်အထက်လန်းဆရာအောက်လန်းဆရာတွေစုံမနဲ့မျက်နှာချင်းဆိုင်ရက်နေကြတယ်စုံမကရေပြီးမင်းဖုံးကန်နောက်ဆုံးတော့မင်းကိုဖမ်းမိပြီမင်းဖုံးကန်ကလည်းမင်းဘာလို့ချင်တာလဲစုံမမျက်လုံးတွေမီးလို့လင်းလာတယ်စုံမကပြောလိုက်တယ်မင်းရဲ့ဖုံးကန်မင်းဖုံးကန်ကငါမှာဘာဖုံးကန်ရှိလို့လဲအဲ့ဒီအချိန်မှာအထက်လန်းဆရာတိုးတိုးပြောလိုက်တယ်မင်းမသိသေးဘူးမင်းဖုံးကန်ကဘာကိုလဲအထက်လန်းဆရာကမင်းကတာမန်လူမဟုတ်ဘူးမင်းဖုံးကန်လဲဒါဆိုပါလဲအထက်လန်းဆရာတိုးတိုးပြောလိုက်တယ်မင်းကဝိညာဉ်တွေကိုမြင်နိုင်တာတင်မဟုတ်ဘူးမင်းဖုံးကန်ကဒါဆိုအထက်လန်းဆရာကမင်းကဝိညာဉ်တွေကိုလွတ်မြောက်အောင်လုပ်ပေးနိုင်စွမ်းလဲရှိတဲ့လူပဲစုံမရေလိုက်တယ်စုံမကအဲ့ဒါကြောင့်ပဲငါမင်းကိုလိုချင်တာမင်းဖုံးကန်ကဘာလို့လဲစုံမမျက်နှာကြောက်စရာဖြစ်လာတယ်စုံမကငါအာနာကြီးဆုံးဖြစ်ချင်တယ်မင်းဖုံးကန်ကလည်းဒါနဲ့ဘာဆိုင်လဲစုံမကပြောလိုက်တယ်မင်းကိုယူလိုက်ရင်ဝိညာဉ်အလုံးကိုငါအုပ်ချုပ်နိုင်မယ်ဝိညာဉ်တွေတိတ်သွားတယ်တန်းနိုင်ကအလန့်ပြီးဒါဆိုမင်းဖုံးကန်ကိုဖမ်းမယ်ဆိုတာပေါ့စုံမကလည်းဟုတ်တယ်အောက်လန်းဆရာတွေမန္တန်တွေဆက်ရွတ်ကြတယ်မြေပြင်လှုပ်လာတယ်အရိပ်တွေမင်းဖုံးကန်ဘက်ကိုလာနေတယ်အဲ့ဒီအချိန်မှာမင်းဖုံးကန်ရဲ့ခန္ဓာကိုယ်အလင်းထွက်လာတယ်မင်းဖုံးကန်ကအံ့ဩပြီးဒါဘာဖြစ်တာလဲအထက်လန်းဆရာပြောလိုက်တယ်ဒါမင်းဖုံးကန်ရဲ့တန်းခိုးပဲအလင်းကပိုကြီးလာတယ်အောက်လန်းဆရာတွေနောက်ဆုတ်သွားတယ်နှကမ်းမွေးအောက်လန်းဆရာကဒီကောင်လေးအားကြီးတယ်စုံမဒေါသနဲ့អော်လိုက်တယ်မင်းဖုံးကန်ငါမင်းကိုအလွတ်မပေးဘူးမင်းဖုံးကန်တူတူပြောလိုက်တယ်ငါမင်းကိုမကြောက်ဘူးအဲ့ဒီအချိန်မှာဝိညာဉ်အလင်းတွေမင်းဖုံးကန်နာမှာဝိုင်းလာတယ်သူကူညီခဲ့တဲ့ဝိညာဉ်တွေအားလုံး
ဝိညာဉ်များကမင်းဖုံးကန်ငါတို့နဲ့အတူရှိတယ်ဆုံးမနောက်ဆုတ်သွားတယ်ဒါပေမဲ့သူမတိုးတိုးပြောလိုက်တယ်ဆုံးမကဒီတစ်ခါမနိုင်ရင်နောက်တစ်ခါပြီးတော့အရေးသေးပျောက်သွားတယ်ညကတဖြည်းဖြည်းတိတ်ဆိတ်လာတယ်တန်းနိုင်ကဖုံးကန်မင်းတကယ်ထူးဆန်းတယ်မင်းဖုံးကန်ကလည်းငါလည်းအခုမှသိတာအထက်လန်းဆရာပြောလိုက်တယ်ဒီကဘာမှာမကောင်းတဲ့အရာတွေအများကြီးရှိတယ်မင်းဖုံးကန်မင်းကအဲ့ဓာတွေကိုရင်ဆိုင်ရမယ့်လူမင်းဖုံးကန်ကောင်းကင်ကိုကြည့်လိုက်တယ်မင်းဖုံးကန်တိုးတိုးလေးပြောလိုက်တယ်ဒါဆိုငါဘဝကအခုမှစတာပဲတရေရွာကအဖြစ်ပြက်ပြီးနောက်မင်းဖုံးကန်ရဲ့ဘဝကပြောင်းလဲသွားတယ်တနေ့မှာတောထဲကဘုန်းကြီးကျောင်းငယ်လေးတစ်ခုမှာမင်းဖုံးကန်ရောက်နေတယ်အဲ့ဒီမှာသူ့ဆရာဖြစ်မဲ့သူဆရာတော်ဦးအက္ကတိဟဆရာတော်ဦးအက္ကတိဟကမင်းဖုံးကန်မင်းဒီလန်းကိုတကယ်လိုက်မလားမင်းဖုံးကန်ကလည်းလိုက်မယ်ဆရာတော်ဖေဟာဆရာတော်ကဒီလန်းကလွယ်တဲ့လမ်းမဟုတ်ဘူးမင်းဖုံးကန်ကသိပါတယ်ဖေဟာဆရာတော်လည်းဆက်ပြောတယ်မကောင်းဆိုးတွေစုံးတွေကောက်ဝေတွေမင်းနဲ့မျက်နှာချင်းဆိုင်ရင်ဆိုင်ရမယ်မင်းဖုံးကန်ကလူတွေကိုကူညီဖို့ဆိုရင်ကျွန်တော်မကြောက်ဘူးဆရာတော်ခေါင်းညှိလိုက်တယ်ဆရာတော်ကဒါဆိုဒီနေ့ကစပြီးမင်းကငါတပည့်ပဲဖြစ်သွားပြီပေါ့အဲ့ဒီနေ့ကစပြီးမင်းဖုံးကန်ပညာသင်စပြီးပညာသင်ခြင်းညတိုင်းမင်းဖုံးကန်တောထဲမှာထိုင်ပြီးမန္တန်တွေသင်နေတယ်ဆရာတော်ကပထမဆုံးသင်ရမယ့်ပညာကမင်းဖုံးကန်ကဘာလဲဆရာတော်ကဝိညာဉ်ကိုကြောက်မနေဖို့မင်းဖုံးကန်လဲဒါကိုဘလို့သင်ရမလဲဆရာတော်ကသူတို့ကိုနားလည်ဖို့အဲ့ဒီအချိန်တောထဲကအရေးတစ်ခုပေါ်လာတယ်တရေတကောင်မင်းဖုံးကန်ကဆရာတော်တရေဆရာတော်ကပြောလိုက်တယ်မကြောက်နဲ့သူ့နာသွားမင်းဖုံးကန်တဖြည်းဖြည်းသွားလိုက်တယ်မင်းဖုံးကန်ကမင်းပါလို့ခြင်းလဲတရေကအတန်တိုးတိုးနဲ့ငါအယိုးကိုမြုပ်ပေးပါမင်းဖုံးကန်ဆရာတော်ဘက်ကိုလှည့်ကြည့်တယ်ဆရာတော်ကဒါပဲလူတွေကိုကူညီတဲ့လမ်းနောက်နေ့မှာမင်းဖုံးကန်အဲ့ဒီတရေရဲ့အယိုးကိုရှာပြီးတင်ချိုင်းမှာမြုပ်ပေးလိုက်တယ်အဲ့ဒီညမှာတရေရဲ့ဝိညာဉ်အလင်းဖြစ်ပြီးလွတ်မြောက်သွားတယ်မင်းဖုံးကန်ကဒါပဲလားဆရာတော်ကဒါကအစပဲအဲ့ဒီအချိန်မှာရွာကလူတစ်ယောက်ပြေးလာတယ်ရွာသားကပြောလိုက်တယ်ဆရာတော်ကဲပါဖျားဆရာတော်ကဘာဖြစ်တာလဲရွာသားကကျွန်တော်တို့ရွာမှာကဝေတစ်ယောက်ရောက်နေတယ်ဆရာတော်မင်းဖုံးကန်ကိုကြည့်လိုက်တယ်ဆရာတော်ကမင်းဖုံးကန်မင်းရဲ့ပထမဆုံးခရီးစတော့မယ်မင်းဖုံးကန်မေးလိုက်တယ်ဘယ်ကိုသွားရမလဲဖေဟာဆရာတော်ကပြောလိုက်တယ်ကဝေရွာညအခါမင်းဖုံးကန်နဲ့ဆရာတော်ဦးအက္ကတိဟတောလန်းတစ်လျှောက်လာကြတယ်သူတို့သွားနေတဲ့နေရာကကဝေရွာမင်းဖုံးကန်ကဆရာတော်ဒီရွာကဘာဖြစ်နေလို့လဲဆရာတော်ဦးအက္ကတိဟကဒီရွာမှာကဝေတစ်ယောက်ရောက်နေတယ်မင်းဖုံးကန်ကပြန်မေးလိုက်တယ်သူဘာလုပ်နေတာလဲဆရာတော်ကလူတွေကိုကြောက်အောင်လုပ်ပြီးဝိညာဉ်တွေကိုအသုံးချနေတယ်အဲ့ဒီအချိန်မှာရွာဝင်ပေါက်ရောက်လာတယ်ရွာထဲမှာအိမ်တချို့မီးပိတ်နေတယ်လူတွေမထွက်ရဲကြဘူးရွာသားတစ်ယောက်ပြေးလာတယ်ရွာသားကဆရာတော်မနေ့ညကကလေးတစ်ယောက်ပျောက်သွားတယ်မင်းဖုံးကန်အံ့ဩပြီးကလေးပျောက်သွားတာလားရွာသားကဟုတ်တယ်လူတွေကကဝေကခေါ်သွားတယ်လို့ပြောကြတယ်ဆရာတော်မင်းဖုံးကန်ကိုကြည့်လိုက်တယ်ဆရာတော်ကပြောလိုက်တယ်ဒီညမှာသူ့ကိုရှာရမယ်ည7 နာရီမင်းဖုံးကန်နဲ့ဆရာတော်
ရွာနောက်ကတောထဲဝင်သွားကြတယ်ရုတ်တရက်တစ်ပင်နောက်ကရေတံကြားလာတယ်ဟာအနက်ရောင်ဝတ်ထားတဲ့ကဝေမတ်တယောက်ပေါ်လာတယ်ကောက်ဝေမကဖုန်ကြီးမင်းဒီမှာဘာလာလောက်တာလဲဆရာတော်ကကလေးကိုပြန်လာခေါ်တာပါကောက်ဝေမရေလိုက်တယ်ကောက်ဝေမကမပေးဘူးမင်းဖုန်ကန်ကမေးလိုက်တယ်သူ့ကိုဘာလုပ်မလဲကောက်ဝေမကငါအစွမ်းကိုတိုးဖို့အဲ့ဒီအချိန်မှာကလေးတယောက်တစ်ပင်နောက်မှာထိုင်နေတယ်မင်းဖုန်ကန်လဲအဲ့ဒီမှာကဝေမမန်တန်ရွတ်လိုက်တယ်မြေကြီးတဲကနေအယိုးစုတွေထွက်လာတယ်ကောက်ဝေမကမင်းတို့မနိုင်ဘူးမင်းဖုန်ကန်ဆရာတော်တင်ပေးတဲ့မန်တန်ကိုစရွတ်တယ်မင်းဖုန်ကန်ကအယိုးစုတွေကိုလက်ညှိုးထိုးပြီးပြောလိုက်တယ်မကောင်းဆိုးဝါးတွေထွက်သွားရုတ်တရက်မင်းဖုန်ကန်ခန္ဓာကိုယ်ကအလင်းထွက်လာတယ်အယိုးစုတွေနောက်ဆုတ်သွားတယ်ကဝေမလန့်သွားတယ်ကဝေမကမေးလိုက်တယ်မင်းဘလို့လူလဲမင်းဖုန်ကန်ကလူတွေကိုကူညီမဲ့လူဆရာတော်မန်တန်ရွတ်လိုက်တယ်လေပြင်းဝုန်းဆိုပြီးတိုက်လာတယ်ကဝေမကြောက်ပြီးပြေးသွားတယ်မင်းဖုန်ကန်ကလေးကိုခေါ်ပြီးရွာကိုပြန်ခေါ်လာတယ်ရွာသားတွေဝမ်းသာနေကြတယ်ရွာသားတယောက်ကကျေးဇူးတင်ပါတယ်မင်းဖုန်ကန်ဆရာတော်ကိုကြည့်လိုက်တယ်မင်းဖုန်ကန်ကဒီလိုပဲလူတွေကိုကူညီရမလားဆရာတော်ဦးအက္ကတိဟကလည်းပြောလိုက်တယ်ဟုတ်တယ်ဒါကမင်းရဲ့လမ်းပဲဒါပေမဲ့တောနက်ထဲမှာအရေးတစ်ခုသူတို့ကိုကြည့်နေတယ်အဲ့ဒါကဆုံးမကတိုးတိုးလေးပြောလိုက်တယ်မင်းဖုန်ကန်ငါပြန်လာမယ်မင်းဖုန်ကန်သည်အထက်လန်းဆရာကြီးဦးဝိဇာနန္ဒထံတွင်ပညာများကိုနှစ်ပေါင်းများစွာသင်ယူပြီးနောက်လူများကိုကူညီရန်ခရီးထွက်သွားရန်ဆုံးဖြတ်လိုက်သည်တနေ့မနက်ခင်းတွင်ဆရာကြီးကမင်းဖုန်ကန်ကိုခေါ်ပြီးပြောသည်မင်းဖုန်ကန်ပညာဆိုတာကိုယ့်အတွက်မဟုတ်ဘူးလူတွေကိုကာကွယ်ဖို့ပဲအခုတော့မင်းခရီးထွက်ပြီးအကူအညီလိုတဲ့သူတွေကိုကူညီရမယ်မင်းဖုန်ကန်ကပြန်ပြောသည်ဆရာကြီးစိတ်မပူပါနဲ့ကျွန်တော်ဒီပညာတွေကိုလူတွေကောင်းရကောင်းကြောင်းအတွက်ပဲသုံးပါမယ်ထိုညတွင်ဆရာကြီးသည်နတ်ပူဇော်ပွဲတစ်ခုပြုလုပ်ပေးပြီးမင်းဖုန်ကန်ကိုကာကွယ်ပေးမိတောနတ်များနှင့်အိမ်ဆောက်နတ်များကိုခေါ်ပေးလိုက်သည်ညအမှောင်အလဲတွင်မိတိုင်လင်းလေးတွေလှုပ်ရှားနေသလိုမြင်ရသည့်ဆရာကြီးကမျက်စိပိတ်ပြီးမန္တန်တပုတ်ရွတ်လိုက်သည်ခဏအကြာတွင်လေတစ်ချက်တိုက်သလိုဖြစ်ပြီးအတန်တိုးတိုးလေးတစ်ခုကြားရသည်ဒီလူငယ်ကိုကျွန်တော်တို့စောက်ရှောက်ပေးမယ်ဆရာကြီးကမျက်လုံးဖွင့်ပြီးပြုံးသည်မင်းဖုန်ကန်အခုကစပြီးနတ်တွေကလည်းမင်းကိုကာကွယ်ပေးမယ်ဒါပေမဲ့မကောင်းတာမလုပ်ရဘူးမင်းဖုန်ကန်ကခေါင်းညိတ်သည်နောက်နေ့မင်းဖုန်ကန်သည်လှိုင်းထနေသောတောလမ်းကြောင်းတစ်လျှောက်ခရီးထွက်သွားသည်တောတွေတောင်တွေဖြတ်ပြီးရွာလေးတစ်ရွာကိုရောက်လာသည်ရွာထဲမှာလူတွေစိတ်ပူလောင်နေကြသည်မင်းဖုန်ကန်ကမေးလိုက်သည်ဘာဖြစ်လို့လဲဗျရွာသားတစ်ယောက်ကပြောသည်ညတိုင်းရွာအနာကတောထဲမှာမကောင်းတဲ့အရာတစ်ခုလှုပ်ရှားနေတဲ့လူတွေကြောက်နေကြတယ်မင်းဖုန်ကန်ကဟုတ်လားဗျကျွန်တော်ကြည့်လို့ရမလားကျွန်တော်နည်းနည်းပပနားလဲပါတယ်ဟုပြောသည်အဲ့ဒီအချိန်မှာရွာထဲကလူငယ်တစ်ယောက်မင်းဖုန်ကန်ကိုစိတ်ဝင်စားစွာကြည့်နေသည်သူ့နာမည်ကမောင်လင်းဖြစ်သည်မောင်လင်းကလာပြီးပြောသည်အကိုကျွန်တော်လည်းအဲ့ဒီပညာတွေကိုသင်ကျင်ပါတယ်လူတွေကိုကူညီချင်ပါတယ်မင်းဖုန်ကန်ကသူ့ကိုကြည့်ပြီးမေးသည်မင်းကြောက်လားမကြောက်ပါဘူးလူတွေကိုကူညီနိုင်ရင်ဘာမဆိုလုပ်မယ်မင်းဖုန်ကန်ကပြုံးလိုက်သည်ဒါဆိုမင်းငါနဲ့လိုက်ခဲ့ဒါပေမဲ့ဒီပညာကလွယ်တဲ့ပညာမဟုတ်ဘူးစိတ်ခံရမယ်မောင်လင်းကချက်ချင်းခေါင်းညှိလိုက်သည်အဲ့ဒီနေ့ကစပြီးမင်းဖုန်ကန်သည်သူ့ရဲ့ပထမဆုံးတစ်ဖက်မောင်လင်းကိုလက်ခံလိုက်သည်ညအမှောင်ထူနေသောတောအလယ်မှာမင်းဖုန်ကန်မောင်လင်းနှင့်ကဝေကြီးတို့တိုက်ရိုက်ရင်ဆိုင်နေကြသည်ကဝေကြီးကမဲမဲနက်နက်အရေးကြီးလို့ပေါ်လာပြီးအေးဆက်တဲ့အတန်နဲ့ပြောသည်မင်းအခုထိဒီတောထဲကထွက်သွားနိုင်သေးတယ်မဟုတ်ရင်မင်းတို့နှစ်ယောက်လုံးဒီမှာပဲမတာပေါ်မယ်မောင်လင်းကအနှဲငယ်ကြောက်တော်လဲဆရာနောက်မှာတည်ငြိမ်စွာရက်နေသည်မင်းဖုန်ကန်ကစိတ်တည်တည်နဲ့ပြန်ပြောသည်ဒီရွာသားတွေကိုဒုက္ခပေးနေတာတွေအခုပဲရက်လိုက်ပါကဝေကြီးကရေလိုက်သည်ဟာဒါဆိုကြည့်ရအောင်
ရုတ်တရက်ကဝေကြီးကလက်မြောက်လိုက်ပြီးအနက်ရောင်မီအလင်းတွေထွက်လာသည်တောအနားမှာလေပြင်းတွေတိုက်လာပြီးတစ်ပင်တွေလှုပ်ခါသွားသည်မောင်လင်းကအနှဲငယ်လန့်သွားပြီးပြောသည်ဆရာအရန်အားကြီးတယ်မင်းဖုံးကန်ကမနှံရွတ်ပြီးမြေပြင်ပေါ်မှာအင်းတစ်ခုဆွဲလိုက်သည်ချက်ချင်းပဲအလင်းရောင်ဝိုင်တစ်ခုပေါ်လာပြီးသူတို့နှစ်ယောက်ကိုကာကွယ်လိုက်သည်ကဝေကြီးကထပ်ပြီးအမောင်ပညာထုတ်လိုက်တော့လဲအလင်းဝိုင်းကိုမဖောက်နိုင်ခဲ့ဘူးအဲ့ဒီအချိန်မှာတောထဲကအလင်းတစ်ခုပြန်ပေါ်လာသည်မင်းဖုံးကန်ကိုကာကွယ်နေတဲ့တောနတ်ထက်မှန်ပေါ်လာခြင်းဖြစ်သည်နတ်အတန်တစ်ခုကြားရသည်မင်းဖုံးကန်ကိုမင်းရဲ့စိတ်ကောင်းကြောင့်ငါတို့မင်းကိုကူညီမယ်ချက်ချင်းပဲအလင်းရောင်တွေတောအလယ်မှာပြန့်သွားသည်ကဝေကြီးကအနှဲငယ်နောက်ဆုတ်သွားသည်မင်းဖုံးကန်ကအဲ့ဒီအချိန်ကိုအတုံးချပြီးမန်တန်အင်းတစ်ခုပစ်လိုက်သည်အင်းကကဝေကြီးကိုထိသွားပြီးအနက်ရောင်အရေးကြီးတုန်ခါသွားသည်မဖြစ်နိုင်ဘူးကဝေကြီးကအော်လိုက်သည်ဒါပေမဲ့ကဝေကြီးကအားကြီးလွန်းသဖြင့်အပြည့်အဝမရှုံးသေးဘူးအနှဲငယ်နောက်ဆုတ်ပြီးပြောလိုက်သည်ဒီတခါတော့မင်းနိုင်သွားပြီဒါပေမဲ့ငါပြန်လာမယ်အဲ့ဒီလိုပြောပြီးအမှောင်လယ်ထဲမှာပျောက်သွားသည်တောထဲကလေညင်းတွေတိတ်သွားပြီးအမှောင်လဲပြန်တိတ်သွားသည်မောင်လင်းကတက်ပြင်းချပြီးပြောသည်ဆရာကျွန်တော်တို့နိုင်သွားပြီလားမင်းဖုံးကန်ကခေါင်းညိတ်ပြီးပြောသည်ဒီညတော့ရွာသားတွေလုံခြုံသွားပြီဒါပေမဲ့အဲ့ဒီကဝေကြီးပြန်လာနိုင်တယ်မောင်လင်းကစိတ်ခိုင်စွာပြောသည်ကျွန်တော်လည်းပညာကိုစူးစမ်းသင်မယ်ဆရာလူတွေကိုကူညီချင်ပါတယ်မင်းဖုံးကန်ကပြုံးလိုက်သည်